ကျွန်တော်လိုပဲ AI ကိုစိတ်ဝင်စားပြီးလေ့လာနေသူတွေအတွက်နည်းလမ်းကောင်းလေးတစ်ခုပြပေးမယ်နော်ဒီလိုမျိုးဗီဒီယိုတွေမလုပ်တတ်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်စေချင်ပါတယ်ခင်ဗျကိုယ့်ရဲ့ပုံတဲ့ဗီဒီယိုတွေကိုဒီလိုမျိုးစကားပြောနေတဲ့ကတ်တွန်းဗီဒီယိုတွေဖြစ်အောင် AI နဲ့အလွယ်တကူဘယ်လိုပြောင်းလဲကြမလဲဒီနေ့ဆုံးဖုန်းထဲက ChatGPT app ထဲကိုဝင်လိုက်ပါမယ် app ထဲရောက်ရင်တော့အခုဝိုင်းပြလာတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ photo ဆိုတာကိုရွေးပြီးတော့ကိုပြောင်းကျင်တဲ့ပုံကိုရွေးထည့်လိုက်ပါပြီးရခါကျရင်ဒီ prompt ကိုရေးထည့်လိုက်ပါမယ် prompt ကိုတော့ကျွန်တော်ဗီဒီယိုရဲ့ comment မှာချပေးထားပါတယ် prompt ရေးပြီးရင်တော့ဝိုင်းပြလာတဲ့နေရာလေးကိုဆက်နှိပ်လိုက်ပါပြီးရင်တော့ပုံရဖို့အတွက်10မိနစ်လောက်စောင့်ရပါတယ်10မိနစ်လောက်စောင့်ပြီးဆိုရင်တော့ဒါမျိုးပုံလေးရလာပါလိမ့်မယ်ပုံရလာတဲ့အခါပုံလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ညာဘက်အောက်တောင်မှာမြင်နေရတဲ့ save ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ device လေးကို save ပြီးတင်ထားလိုက်ပါဒီနေရာမှာအခုလိုမျိုး pizza style တစ်ခုလည်းမဟုတ်ပဲကိုကြိုက်တဲ့ Disney ပုံတွေ anime ပုံတွေကို prompt ထဲမှာစလုံးလေးတစ်လုံးပြောင်းလိုက်အောင်လည်းဖန်တီးလို့ရပါတယ်ပုံရလာပြီဆိုရင်တော့ဖုန်းထဲမှာရှိတဲ့ Chrome ထဲကိုဝင်လိုက်ပါမယ် Chrome ထဲရောက်ရင်တော့ကျွန်တော်ခုရိုက်ရှာထားသလိုပဲ Hey AI ဆိုပြီးရိုက်ရှာလိုက်ပါပြီးရင်တော့အပေါ်ဆုံးမှာမြင်နေရတဲ့ website ထဲကိုဝင်လိုက်ပါမယ် website ထဲရောက်ရင်တော့အခုမြင်နေရတဲ့ sign up for free ဆိုတာကိုနှိပ်လိုက်ပါGoogle လိုကိုနှိပ်ပြီးတော့ကို့မှာရှိတဲ့ Gmail အကောင့်နဲ့ပဲချိတ်ဆက်ပြီးတော့အကောင့်တစ်ဖွင့်လို့ရပါတယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဝိုင်းပြလာတဲ့ photo to video ကိုရွေးလိုက်ပါ upload photo ဆိုတာကိုရေးပြီးတော့ဆောင်းနာကကျွန်တော်တို့ ChatGPT မှာထုတ်ထားတဲ့ပုံကို upload တင်လိုက်ပါမယ်ကတ်တွန်းပုံထည့်ပြီးရင်တော့ကိုယ့်ရဲ့အသံ file ထည့်ဖို့အတွက် script ဆိုတဲ့နေရာမှာ upload or record audio ဆိုတာကိုနှိပ်လိုက်ပါအခုမြင်နေရတဲ့ upload audio ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကသွင်းမိသားအတန်တွေကိုတစ်ခါလဲ upload တင်ပြီးတော့ဗီဒီယိုဖြစ်ပြောင်းလို့ရမယ်တကယ်လို့ကိုကအတန်သွင်းမိသားမရှိဘူးဆိုလို့ရှိရင်တော့ဘေးဘက်က record audio ဆိုတာကိုသွားပြီးတော့ကိုယ့်ရဲ့အတန်ကိုတစ်ခါလဲ record လုပ်လို့ရပါတယ်ကျွန်တော်ကတော့အတန်သွင်းမိသား file ရှိရဲ့အတွက် upload audio ဆိုတဲ့နေရာကနေပဲကျွန်တော်ရဲ့အတန် file ကို upload တင်လိုက်ပါတယ်တန် file ရွေးပြီး upload တင်ပြီးရင်တော့ add audio ဆိုတာကိုထပ်နှိပ်လိုက်ပါအောက်မှာမြင်နေရတဲ့ custom motion ဆိုတဲ့နေရာမှာတော့ကိုယ့်ရဲ့ character ကိုဖြစ်စေချင်တဲ့လက်အမူအရာတွေမျက်နှာအမူအရာတွေကိုစိတ်ကြိုက်ရေးပြီးထည့်လို့ရပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တသက်မထည့်တော့ဘူးတခါလဲ generate video ပဲနှိပ်လိုက်ပါမယ်ပြီးရင်တော့ကိုထုတ်ထားတဲ့ဗီဒီယိုကစက္ကန့်ကြာရင်ကြာသလောက်10မိနစ်ကနေ2မိနစ်လောက်စောင့်ပေးရပါတယ်ဒီလိုမျိုးပေါ်လာလို့ ready ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ဖွင့်ပြီးစမ်းကြည့်လိုက်ပါမယ်ကိုယ့်ရဲ့ပုံတဲ့ဗီဒီယိုတွေကိုဒီလိုမျိုးစကားပြောနေတဲ့ကတ်တွန်းဗီဒီယိုတွေဖြစ်အောင် AI နဲ့အလွယ်တကူဘယ်လိုပြောင်းလဲကြမလဲဒီနေ့ဗီဒီယိုမှာကျွန်တော်ကကိုယ့်ရဲ့ပုံကိုကတ်တွန်းပုံဖြစ်ပြောင်းပြီးအခုလိုမျိုးစကားပြောတဲ့ဗီဒီယိုဖြစ် AI ကိုအသုံးချပြီး mobile phone တစ်လုံးနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုအဆင့်ဆင့်ရှင်းပြပေးသွားပါမယ်အလယ်ကဗီဒီယိုကသူများဗီဒီယိုပါအဲ့ဒီဗီဒီယိုအတိုင်းပဲကျွန်တော်လိုက်လုပ်ခဲ့တာပါဗီဒီယိုပတ်ရှင်ကိုလည်း credit ပေးပါတယ်ခင်ဗျကဲဒါဆိုရင်သူပြောပြတဲ့အတိုင်းတစ်ဆင့်ချင်းစီတေချာလိုက်လုပ်မယ်ဆိုရင်ရပါပြီနော်ဒါနဲ့ကျွန်တော်ပြောသလိုလုပ်လို့ရတဲ့သူများရှိရင်လည်းကိုမမှန်သွားပေးပါဦးကျွန်တော်လည်းအခုလိုမျိုးလုပ်ရတဲ့လေးလာတင်ယူနေစဲမို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်အားလုံးကိုကျေးဇူးပါခင်ဗျာ